ဧကရာတော်ကိုအမြဲတမ်းရုပ်ဖက်ပူဇော်ကြမယ်ဆိုရင်မိမိတို့ရဲ့စီစဉ်ဥစ္စာရှင်ငွေရတနာကြောင့်တံပရံများတွေတဏှိတကြဒီလားခဲ့သူအစဉ်ပြေတိုးတက်စီပင်ကြပြီးတော့မိမိတို့ရဲ့စီးပွားရေးကြီးပွားရေးလုပ်ငန်းကံအရေးကြီးသောကိစ္စခန္ဓာတွေမှာလည်းပြောဆိုရနိုင်အစဉ်ပြေချောမွေအောင်မြင်စေကအလွန်အမတန်မှအစွမ်းထက်မြက်လှပါတဲ့သူကတော်ငါးချက်စီးပွားတဲ့ဆိုတဲ့ဧကရာတော်ကိုတရားလိုလားရကရမပေါင်းသူတော်ကောင်းတွေအတွက်ဥစဉ်ကရုပ်ဖက်ပူဇော်ပေးပါမယ်ဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာနယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ဖွဲ့မှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထားသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာရင်လျက်နမရှိခိုးပါ၏အရှင်ဘုရားဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာနယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ဖွဲ့မှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထားသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာရင်လျက်နမရှိခိုးပါ၏အရှင်ဘုရားဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာနယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ဖွဲ့မှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထားသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာရင်လျက်နမရှိခိုးပါ၏အရှင်ဘုရားဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာနယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒ
ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ခွဲမှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာ၏လျက်နမရှိခိုးပါ၏အရှင်ဘုရားဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာန်ယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ဖွဲ့မှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာ၏လျက်နမရှိခိုးပါ၏အရှင်ဘုရားဒုက္ခတောဒုက္ခတဌာနဒုက္ခတောဒုံတရံပိစာဒုက္ခတောနိဗ္ဗာန်ယတိဒုက္ခတောတိနမောနမဒုက္ခတောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားသည်ဒုက္ခတဌာနကောင်းသောအလားအလားရှိသောသူတော်ကောင်းတရား၌တည်တော်မူပါပေ၏ဒုက္ခသောကောင်းမကောင်းမှခွန်းချောင်းတန်တွင်နတ္တစကားကိုသာဆိုတော်မူသောမြတ်စွာဘုရားသခင်သည်ဒုံတရံပိစာသူတော်ကောင်းတို့ဆက်စုပ်ဖွဲ့မှကင်းသောကာယိန္ဒြေမနိန္ဒြေရှိတော်မူသည်ဖြင့်၎င်းမြဲလဲမြတ်တော်မူပါပေဒုက္ခသောကောင်းသောစကားကိုဆိုတော်မူပေးထသောမြတ်စွာဘုရားသခင်သည်နိဗ္ဗာန်နိဗ္ဗာန်သို့ရာသည်ကြွားသွားတော်မူပါပေဒုက္ခသောကောင်းသောသွားခြင်းရှိတော်မူသောမြတ်စွာဘုရားတေအရှင်ဘုရားနမောဝညွှန်ရှာ၏လျက်နမရှိခိုးပါ၏အရှင်ဘုရား